အားလုံးပဲမင်္ဂလာပါရှင်ကျွန်မနီနာပါ Grow နီနာမှာကြိုဆိုပါရစေဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ချီးမွမ်းလို့လေဘောနော်တယောက်ကတစုံတယောက်ကကိုယ့်ကိုချီးမွမ်းလိုက်တဲ့အခါမှာဆိုရင်ကိုကစိတ်ဓာတ်တွေမြောက်ကြဖြစ်သွားကြမလို့တယ်လို့ဘောနော်ကဲရခင်ရလို့လေကျွန်တော်တို့စိတ်ဓာတ်တွေထိုးကြမသွားဖို့အတွက်ကျွန်မကဒီ topic လေးကိုစဉ်းစားပြီးပြောပြရခြင်းဖြစ်ပါတယ်ဆိုတော့ဘောနော်ကျွန်မဆိုရင်လည်းဘောနော်ကျွန်မရှင်တန်နေတဲ့ကျွန်မလောက်ကင်နေတဲ့နေ့စဉ်ဘဝမှာအလုပ်ကိုပြောချင်တာမဟုတ်ဘူးနော်ဘာပဲလုပ်လို့ဘာကိစ္စလေးပဲလုပ်လို့လူမှုရေးလေးပဲလုပ်လို့စီးပွားရေးလေးပဲလုပ်လို့ပညာရေးအတွက်ပဲလုပ်လို့ကျမတို့ကချီးမွမ်းတဲ့သူရှိတယ်လို့ကဲ့ရဲ့တဲ့သူလည်းရှိတယ်အဲ့ဒီမှာနောက်ထပ်တစ်ခုပေါ့နော်ဝေဖန်အကြံပေးတဲ့လူလည်းရှိပါတယ်အဲ့မှာဆိုရင်ပေါ့နော်ကျမဆိုရင်ကျမရှိတတ်တယ်ပေါ့တခြားသူတွေကကျမကိုကဲ့ရဲ့တာထက်ပေါ့နော်ကျမရဲ့ချစ်ရတဲ့သူတွေကကျမကိုဝေဖန်ပြီးတော့ခါကြတော့ကဲ့ရဲ့ပြီးဆိုရင်ကျမအယမ်းခံရခက်တယ်ပေါ့နော်စိတ်မလုံခြုံတော့တယ်လို့ဝမ်းနဲ့တယ်လို့မပြည့်စုံတော့တယ်လို့ခံစားရတယ်ဒါလူတိုင်းလည်းခံစားရမယ်လို့တော့ပို့ပြီးတော့ထင်မိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ကတစ်ခုခုလုပ်လိုက်ပြီဆိုရင်ကျမတို့ကောင်းတာလားဆိုးတာလားတွေးဖို့ဆိုရင်တော့လွယ်လွယ်လေးပဲပေါ့နော်လွယ်လွယ်လေးဆိုတာတယောက်နဲ့တယောက်တော့အမြင်မတူနိုင်ဘူးဒါကတော့ကျမရဲ့အမြင်အရသာဖြစ်ပါတယ်ပေါ့နော်ကျမမြင်ရဆိုရင်ကျမတို့တစ်ခုခုလုပ်လိုက်လို့ရှင်ကိုယ့်အတွက်ကောင်းတယ်တခြားသူမထိခိုက်ဘူးဒါလောက်ဆိုရင်ရတယ်ပေါ့နော်ဒါလောက်ဆိုရင်ရမယ်ဟုတ်ပြီကိုယ့်အတွက်လည်းကောင်းတယ်သူများအတွက်လည်းကောင်းတယ်ဆိုတော့ဒါပရဟိတပေါ့ဒါပေမဲ့ကျမတို့ကအရင်တော့အဲ့လောက်ထိကောင်းတဲ့လူတော့မဟုတ်ဘူးနော်ကျမကတော့ပေါ့နော်ကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းလုပ်နေတဲ့လူလည်းမဟုတ်ဘူးကျမဆိုရင်ပြောဖူးတယ်ပေါ့နော်ကျမဖျားသွားလိုက်ပါသွားလိုက်ပဲပေါ့နော်ဘာတော့မသွားဘူးပါဘူးဒါဥပမာဆိုလို့ရင်းတာဖြစ်တယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီမှာဆိုရင်တယောက်ကကိုပေါ့နော်ချီးမွမ်းစကားဆိုလိုက်တိုင်းလဲကိုကတော့တိတ်ပြီးတော့များတက်သွားစရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့ခဏတော့ပြောသလိုဝေဖန်အပြစ်တင်ခံရတဲ့အခါမှာကျမတို့ကတယောက်နဲ့တယောက်ကနေရာဒေသလာရတာရှင်မတူကြဘူးအမြင်တွေမတူကြဘူးပြီးတော့ကြားမှချင်းမတူညီကြတာတွေကနေပြီးတော့ကျမတို့ကဒီသဘောထားကွဲလွဲမှုတွေကနေပြီးတော့အမြင်ဆောင်တာတွေဝေဖန်ခံရတာပြစ်တင်ခံရတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ခဏတော့ပြောသလိုပဲကိုလောက်တာမှန်နေရဆိုရင်တော့တခြားအရာတွေကိုကျမတို့မိပစ်ထားရမယ်ပေါ့နော်လိုက်ပြီးရင်ဆိုင်ဖြည့်ရှင်းနေကြမလို့လင်းရင်ဆိုင်ဖြည့်ရှင်းနေရမယ်ဆိုကိုယ့်အတွက်အလုပ်လည်းများတယ်အရေးလည်းမပါဖြစ်စေရပေါ့နော်ဒါကြောင့်မလို့ဘယ်စကားတစ်ခွန်းကြောင့်မှကိုယ့်ရဲ့လမ်းကိုကိုယ့်ရဲ့စိတ်ခွန်အားတွေကိုရက်တံမပြတ်နေပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုအခြားသူရဲ့ပါဇက်ဖြားမှာမကြသွားစေနဲ့ပေါ့နော်ဒါကတော့ဝေဖန်ပြစ်တင်တဲ့သူကတက်တက်လုံးဝေဖန်ပြစ်တင်နေတာမျိုးရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါမဲ့သူတို့ရဲ့ဇာတ်ခတ်မှာကိုကပက်လက်မျိုးဝါတာမျိုးမဖြစ်အောင်လို့အတွက်ပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုတတိယပါခဏတော့ပြောသလိုကိုယ့်အတွက်ကောင်းဖို့လုပ်နေတာဖြစ်တယ်လို့အများအောင်မထိခိုက်ဘူးဆိုရင်ဒါကောင်းတာပဲပေါ့နော်ဒါကြောင့်မို့ဆက်လုပ်ပါအဲ့လိုဆိုတော့ခဏတော့ပြောသလိုပဲချီးမွမ်းလို့လည်းမမြောက်တဲ့နဲ့ကဲရခံရလို့လည်းကျမတို့စိတ်ဓာတ်တွေထုံးမကြဖို့အတွက်ကိုလန်ကိုဆက်ရှောက်ကိုတန်ဖို့ကိုမြင့်တင်ပါလို့ပဲကျမဆွေးနွေးပေးချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမအမြင်ရတာဖြစ်လို့အမှားပါသွားလို့ခလပါ